မင်္ဂလာပါဒီနေ့တော့ဆရာကြီးမြတ်တန်တင်ဘာသာပြန်ထားတဲ့ဆောင်းတော်ကြီးရှားလောက်ဟုံးနဲ့တုံးဆောင်ပြန်အိမ်ဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်ုပ်ဒီမိတ်ဆွေကြီးရှားလောက်ဟုံးနဲ့အမှုတော်တော်များများကိုလိုက်ခဲ့ဖူးရလိုက်ခဲ့သမျှအမှုတိုင်းတော့ဒီရုပ်တရက်ကောက်ကငါထား၍လိုက်ခဲ့ရသည့်အမှုများဖြစ်သည့်တိုင်ယခုတုံးဆောင်ပြန်အိမ်အမှုတော်မတင်ဘဲနှင့်ထား၍လိုက်ခဲ့ရသည့်အမှုမျိုးကမရှိခဲ့ဘူးသေးချေရှားလောက်ဟုံးနှင့်မတွေ့သည်မှာကြာခဲ့ပြီဖြစ်သည့်အလျောက်ရှားလောက်ဟုံးသည်မိသည့်ကိစ္စများတွင်အာယုံဆိုင်နေသည်ကိုလည်းကျွန်ုပ်မသိခဲ့ချေတို့ရတွင်ထိုနေ့မနက်ကကျွန်ုပ်နှင့်တွေ့ဆုံသည့်အခါတွင်ရှားလောက်ဟုံးမှအထူးတလဲအားတော်လျက်ရှိပြီးမိဖို့အနည်းရှိလက်တင်ကလထိုင်ဟောင်းကြီးတစ်လုံးပေါ်တွင်ကျွန်ုပ်အားထိုင်စေလျက်သူကိုယ်တိုင်မှမူစေးတံကိုခဲကကလထိုင်ပေါ်တွင်ခုလျက်ရှိလေ၏ထိုစဉ်အခန်းထဲသို့ကျွန်ုပ်တို့ဧည့်သည်ရောက်လာခြင်းဖြစ်ပေ၏ထိုဧည့်သည်ရောက်လာပုံကိုကျွန်ုပ်ပြောရလျက်အခန်းထဲသို့ယူသွနေသည့်ကြွယ်ရကြီးတစ်ကောင်ဝင်လာသည်နှင့်သူသည်ဟုပြောရလျင်ပို၍သဘောပေါက်ကြလိမ့်မည်ထင်ပါသည်ထို့သောကျွန်ုပ်တို့ထိုင်နေကြစဉ်အခန်းတကားသည်ဝုန်းကနေပွင့်လာပြီးနောက်ကျွဲပေါက်တစ်ကောင်လောက်ရှိသည့်ကပ်ပလီတစ်ယောက်သည်အခန်းထဲသို့တဟုန်ထိုးပြေးဝင်လာလေကပ်ပလီအမျိုးသားမှာမိခိုးရောင်ပြပြကြီးပေါ်တွင်အဖြူပြောက်တို့ရိုက်ထားသည့်ဝတ်စုံအင်ကြီးကိုဝတ်ထားပြီးလေအညူရောင်တဲ့ရှေ့ရှေ့ကြီးကိုစီးထားလေရာသူမျက်နှာကြီးကသာကြောက်စရာအတွင်ကိုမဆောင်ခဲ့လျင်လူပြက်တစ်ယောက်နှင့်တူနေပေလိမ့်မည်၎င်း၏မျက်နှာပြပြကြီးနှင့်ပြားချက်နေသောနှာခေါင်းပြားကြီးတို့သည်ရှေ့သို့ထိုးထွက်လျက်ရှိပြီးဒေါသအခိုးအလျံသို့ထွက်လျက်ရှိသောမဲနက်သည့်မျက်လုံးကြီးများဖြင့်ကျွန်ုပ်တို့နှစ်ယောက်ကိုတထဲ့စီကြည့်လျက်ရှိလေ၏ဘယ်သူကမစ္စတာရှားလော့ဟုံးလဲဗျဟုကပ်ပလီကမေးလေ၏ရှားလော့ဟုံးကမပြုံးရှင်ပြုံးကျင်နဲ့ပြုံးလိုက်လျက်စေးတံကိုမြောက်ပြလိုက်လေ၏အော်ခမည်းလားဟုဆိုကကပ်ပလီကြီးသည်တပွဲကိုကွေ့ပတ်ကခတ်တွတ်ချောက်လာပြီးလျင်ဒီမှာကိုလူခမည်းသူများကိစ္စတွေဝင်ပြီးမချုပ်ပါနဲ့ကိုဘာသာကိုလွတ်လွတ်ကင်းကင်းနေပါနောက်မှဝင်ချုပ်တာမတွေ့ချင်ဘူးကြားလားဆက်ပြောပါအောင်နားထောင်လို့ကောင်းတာပဲကပ်ပလီကြီးကအကြီးအကျယ်စိတ်တူသွားဟန်ဖြင့်ဘာနားထောင်လို့ကောင်းရမှာလဲဘာစကားပြောတာလဲဆက်ရှိလက်ရှိထိုးပြလိုက်လို့ဟုတ်ပွေရှိနေမယ်ကိုလူကြီးတရားတော့မလုပ်နဲ့ခမည်းလိုလူမျိုးတယောက်ကိုချုံးမခဲ့ပြီးပြီကျုပ်ကိုဘာအောင်းမိတ်နေလို့လဲတစ်ချက်လောက်ထိုးထည့်လိုက်ရလို့ဟုတ်ပွေရှိနေတယ်ရောက်မယ်ဒီမှာကြည့်ထားကိုလူဘာမှတ်နေတယ်လဲကပ်ပလီကြီးသည်လက်တီးကြီးကိုကြစ်ပါအောင်ဆုပ်ကကျွန်ုပ်၏မိတ်ဆွေကြီးရှားလော့ဟုံးမျက်နှာရှိတွင်ရံပြလျက်ရှိလေ၏ရှားလော့ဟုံးသည်သူ့ရှိတွင်ရံပြလျက်ရှိသောလက်တီးဆုပ်ကြီးကိုစိတ်ပါဝင်စားစွာဖြင့်ကြည့်ကလက်တီးကြီးကအကြီးကြီးပါကလားဗျမွေးကလေးကဒီတော့ကြီးနေတာလားတစ်ဖြည်းဖြည်းကြီးနေတာလားမိတ်ဆွေကြီးရှားလော့ဟုံးသည်ပမာမခန့်သောအမူအရာကြောင့်ပေလောသို့မဟုတ်ကျွန်ုပ်ကမီးဆွားသည့်တန်တုပ်ကြီးကိုကောက်ယူလိုက်သောကြောင့်ပေလောမိသည့်အတွက်ကြောင့်ဟုတ်တတ်တေချာစွာမပြောနိုင်တော့လဲကပ်ပလီကြီးမှာအနှဲငယ်ကြီးတက်သွားသည်ကိုတွေ့ရလေ၏ကောင်းပြီဒီလိုဆိုရင်ခမည်းကိုကျုပ်ကောင်းကောင်းသတိပေးပြီးပြီဟာယိုးမှာကျုံမိတ်ဆွေတယောက်ရှိတယ်သူကိစ္စမှာခမည်းဝင်မရှုပ်စေချင်ဘူးဒါတော့ခမည်းသိတယ်မဟုတ်လားခမည်းကဥပဒေကိုဂရုမစိုက်ဘူးဆိုရင်ကျုပ်ကလည်းဘာဖြစ်လို့ဂရုစိုက်ရမှာလဲဒီတော့ဒီကိစ္စမှာခမည်းဝင်မရှုပ်ပါနဲ့ခမည်းဝင်ရှုပ်ရင်ကျုပ်လည်းပါရလိမ့်မယ်ဒါကိုမမိတ်ပါနဲ့ရှားလော့ဟုံးကကျုပ်ကလည်းခမည်းကိုတွေ့ကျင်နေတာအတော်ကြာပြီဗျခမည်းအနံ့ကြီးကိုမခံနိုင်လို့ခမည်းကိုတော့အထိုင်မခိုင်းတော့ပါဘူးလေဒါပေမဲ့မေးတော့မေးရအောင်ပဲခမည်းကတက်ကစီဆိုတဲ့လူနော်လက်ဝိတ်သမားနော်ဟုတ်တယ်ကျုပ်နာမည်တက်ကစီပဲရှားလော့ဟုံးကဒီမှာကိုလူကျုပ်သိကျင်တာကပိုးပွန်းပျော်ဖို့စားရုံရှိမှာပါကင်ဆိုတဲ့လူနာကလေးကိုတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအလိုနေပါအောင်တွားတော့မလို့လားကပ်ပလီကြီးဒီနောက်တော့လမ်းခုန်လိုက်လေ၏သူ့မျက်နှာမှာခဲသားရောင်ကဲ့သို့ပြန်နှမ်းသွားလေ၏ကျုပ်ဒီစကားမျိုးတွေကိုနားထောင်ပို့လာတာမဟုတ်ဘူးဗျပါကင်ဆိုတဲ့ကောင်လေးတေတာနဲ့ကျုပ်နဲ့ပါဆိုင်လို့လဲပါဆိုင်လို့ကျုပ်ကိုပြောရတာလဲကောင်လေးကိစ္စဖြစ်တုန်းကကျုပ်ကလန်ဒန်မှာတော့မရှိဘူးဘာမင်ဟန်မှာတင်တန်းတွားတက်နေတော့၏ဒါကတော့ကိုလူပါလားကိုလူတရားသူကြီးကိုရှင်းပြပေါ့ကျုပ်ကတော့ခမည်းနဲ့ဗန်နီစတာဒီတို့နှစ်ယောက်ကိုမျက်လုံးတောက်ထောက်ပြီးကြည့်နေတာဟိုးဘာဆိုင်လို့တော့ဗျကျုပ်ကိုဒီလိုတော်ပြီကိုလူကူးချက်ချင်းအိမ်ဘောကဆင်းသွားကျုပ်လိုချင်တဲ့အခါကျမှကိုလူကိုလာပါမယ်ခုမလို့သေးဘူးကောင်းပါပြီခမည်းဒီလိုဆိုရင်လည်းသွားပါမယ်ကျွန်တော်အခုလိုလာတဲ့အတွက်ဘလို့မှမအောင်ဝေးပါနဲ့နော်ဘာဖြစ်လို့ခုမှလာတောင်းပန်နေတာလဲပြောစမ်းကိုလူကိုဘယ်လိုလွတ်လိုက်လို့ဒီကိုလာရတာလဲပြောပါမယ်ဗျာဘာမှလျှို့ဝှက်စရာအကြောင်းမရှိပါဘူးကျွန်တော်ကိုလွတ်လိုက်တဲ့လူကတော့အခုတင်ဆုံးတော့ကြီးပြောလိုက်တဲ့ဗန်နီဆိုတဲ့လူပါဒါဖြင့်သူ့ကိုဘယ်သူကခိုင်းတာလဲဖရားကြီးဒါကတော့ကျွန်တော်လည်းမပြောတတ်ဘူးဗန်နီကတော့ကျွန်တော်ကိုခေါ်ပြီးမစ္စတာဟုံးစီတွားစီစမ်းတဲ့ဟာယူကိုမလာပါနဲ့လို့ပြောရှိရဲ့ဟာယူကိုလာရင်အသက်ကိုဖတ်နေထုတ်တာလို့ပြောခဲ့တယ်ဒါကြောင့်ကျွန်တော်လာခဲ့တာပဲဒါအမှန်ပါပဲခင်ဗျာကျွန်တော်တို့ရဲ့ဧည့်သည်ကြီးကပ်ပလီကြီးဒီနောက်ထပ်မိန်းများဆောင်တဲ့စီကိုမဆောင်တော့ပဲတက်လာခဲ့စဉ်ကအတိုင်းအခန်းထဲမှတရောတော့ပါထွက်ပြေးပြောက်ွယ်သွားလေ၏ရှားလော့ဟုံးသည်တခိခိအတန်ထွက်အောင်ရဲ့ရင်စေးတံထဲမှပြာများကိုခောက်လျက်ရှိရာမှစပင်တွေတွန့်လည်နေတဲ့သူ့ကောင်းကြီးကိုရိုက်ခွဲလိုက်ရတဲ့အရှိကိုမရောက်သေးလို့တော်သေးတာပေါ့ဗျာ
မိစွာတဲ့မိညက်ကိုခမည်းကောက်ကန်တဲ့ပုံကလည်းတကယ်မြင်သေးပါပြီဗျာဒါပေမဲ့ကောင်ကြီးတနာစရာပါဗျာလူကောင်ကကြီးပြီးညံတရားသားမှမရှိချဘူးပါဇက်ကအော်ကျဲလှုပ်တက်လာပြီးပြန်ဟောက်တော့လဲခမည်းမြင်တဲ့အတိုင်းကြောက်လိုက်တာအမိကိုကုတ်နေတာပဲကောင်ကြီးကစပင်စာဂျုံတို့ကိုင်းကားဗျအဲ့ဒီကိုင်းထဲမှာဒီကောင်ကြီးလဲပါတာပေါ့ဒီကိုင်းကိစ္စကိုတော့အချိန်မရတာနဲ့ကိုင်းကိုမကိုင်းရသေးဘူးအချိန်ရမှဒီကိုင်းကိုလိုက်ရအောင်မယ်အဲ့ဒီကပ်ပလီကြီးရဲ့အထက်ကဆရာဖြစ်တဲ့ဗန်ဒီဆိုတဲ့ကောင်ကတော့ခတ်ခတ်မရဲဗျအထူးသဖြင့်ဒီကောင်တွေကလူရိုက်တဲ့ရှင်းလျှောက်ငွေတောင်းတဲ့လူတယ်ကျုပ်သိကျင်တာကဒီကိစ္စမှာဒီကောင်တွေနောက်ကဘာလို့ရှိတယ်လဲဆိုတာသိကျင်တယ်နှုတ်နေသမ်းမအောင်ခမည်းကိုဘာဖြစ်လို့သူတို့ကရှင်းလျှောက်ရှင်ရတာတော့ဟာယိုးဝီကအမှုကြောင့်ပေါ့ဗျာအစကတော့ကျုပ်လဲဒီလောက်အရေးကြီးတယ်လို့မထင်မိဘူးတိုးတော်လဲသူတို့ကကျုပ်ကိုလာရှင်းလျှောက်တော့အောင်ဖြစ်နေပြီဆိုရင်တော့တခုခုအရေးကြီးလို့ပဲဖြစ်ရမှာပေါ့ဒီတော့ဒီကိစ္စကိုမကင်မဲနေလို့မရတော့ဘူးလေတခုခုတော့ရှိရမယ်တို့ဘာရှိမယ်တင်လို့တော့အဲ့ဒီအကြောင်းကိုပြောမလို့လုပ်နေတော့အဲ့ဒီကပ်ပလီကောင်ညဝင်လာလို့စကားပြတ်သွားတာပေါ့ဗျာဟောဒီမှာမစ်စစ်မေပါလီစီကစာတစောင်ရရဲဗျခမည်းကျုံနဲ့အတူလိုက်နိုင်မယ်ဆိုရင်ကျုပ်တို့လာမယ့်အကြောင်းကိုကြီးနှံ့ရိုက်လိုက်မယ်ပဲနဲ့လေကျွန်တော်ဒီရှားလဟုံကံပေတိစာတူလေးကိုဖတ်ကြည့်လိုက်လေဆောင်သားကြီးမစတာဟုံးရှင်ယခုကျမနေထိုင်လျက်ရှိသောအိမ်နှင့်ပတ်သက်၍ထူးခြားသည့်အဖြစ်အပျက်များကိုဆက်တိုက်ကြုံတွေ့နေရပါသည်ထို့ကြောင့်ဆောင်သားကြီး၏အကြံအဉာဏ်ကိုရယူလိုပါသည်မနေ့ပြန်ဆိုလျင်အိမ်တွင်ကျမတနေ့လုံးရှိနေပါမည်ကျမအိမ်မှာဝီလန်ဘူတာယုံမှလမ်းလျှောက်လာလျက်ဒီကလေးဖြစ်ပါသည်ကိုယ်အလွန်သူကျမ၏ခံပွဲမစတာမော်တီမာမေပါလီမှာလည်းဆောင်သားကြီးထံအမှုတစ်ခုအပ်ဖို့သူဖြစ်ပါသည်တစ္ဆာရှိစွာဖြင့်မေကြီးမေပါလေမိစ္ဆာမှာတုံးဆောင်ပြန်ရေးတာဟာယိုးဝီရက်ကွက်ဟုရေးသားထားလေကိစ္စကတော့ဒါပဲဗျဒီတော့ခမည်းအားလို့လိုက်နိုင်မယ်ဆိုရင်ကျုပ်တို့သွားကြဆိုပဲမိရတာခရီးတို့လေးတစ်ခုကိုစီးကမိရတာခရီးတို့လေးတစ်ခုကိုမောင်းနှင်ခဲ့ကြပြီးနောက်ကျွန်ုပ်တို့သည်မြက်ပင်ကလေးများထူထပ်စွာပေါက်နေသည့်ခြံကြီးတစ်ခုတည်းရှိအုတ်တဝက်ပြင်တဝက်ဆောက်ထားသောအိမ်ကြီးတစ်လုံးတို့ရောက်သွားကြလေ၏သုံးဆောင်ပြန်အိမ်ကြီးဟုအမိတွင်သည့်တိုင်အိမ်ကြီး၏အပေါ်ထက်သတင်းပေါက်သုံးပေါက်ပေါ်တွင်တက်ထားသည့်အဆောင်ကလေးသုံးခုကိုသာတွေ့ရလေ၏အိမ်နောက်ဖက်တွင်မူခမိုင်းရှိသောသင်ကျုပ်ပင်အုပ်တအုပ်ကိုတွေ့ရလေရာအိမ်ကြီး၏အတွင်တရံမှမြင်လိုက်ရသည့်နှင့်ပင်စိတ်ညစ်ကျူနောက်ကြည့်ဖွယ်ရာကောင်းလျက်ရှိလေ၏တွေ့ရာတွင်အိမ်ထဲသို့ဝင်လိုက်သည့်အခါ၌မူအိမ်မှာပရိဘောဂတို့ကောင်းစွာခင်းကျင်းပြင်ဆင်ထားသည်ကိုတွေ့ရပြီးကျွန်ုပ်တို့အားစီကျိုနှုတ်ဆက်သည့်အမျိုးသမီးကြီးမှာအလွန်ရင်ကျေးသိမ်မွေ့၍အထက်တန်းကျသောအသက်ကြီးအမျိုးသမီးကြီးတအုပ်ဖြစ်ကြောင်းကိုတွေ့ရလေ၏ရှားလော့ဟုံးကအတော်ရဲ့ခင်မွန်းကိုကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်ခင်ဗျာဘာမှအရေးပကြီးတဲ့ကိစ္စကလေးတစ်ခုအတွက်နဲ့ကျွန်တော်နဲ့လာပြီးတိုင်ပင်ဖူးပါတယ်နေ့တော်ကြာသွားပြီမဲ့ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်အတော်သားတောက်ကလကိုလည်းဆုံးတော်ကြီးမှတ်မိပါပေါ့ရှားလော့ဟုံးဒီအဖွားကြီးကိုစိတ်ဝင်စားစွာစိုက်ကြည့်ပြီးလျင်အလိုဖရားကြီးအတော်ကတောက်ကလမေးပါလေရဲ့အမေတော်ကျွန်တော်နဲ့တိတ်တော့မရင်းနှီးလာပါဘူးခင်ဗျာသို့တော်လည်းလန်ဒန်တစ်မျိုးလုံးမှာသူ့ကိုမသိတဲ့လူရတော့တိတ်မရှိလာပါဘူးတော်တော်လေးစားထိုက်တဲ့ပုံကိုပါခုသူပဲရောက်နေပါတယ်လေခင်ဗျာမရှိတော့ဘူးဆုံးတော်ကြီးရဲ့ဆုံးချပြီးရောမမှာတန်အရာရှိတော့နေတော့လွန်ခဲ့တဲ့ကာလကပဲသူနမိုးနီးယားနဲ့ဆုံးတာအိုးစိတ်မကောင်းလိုက်တာခင်ဗျာဒီလိုလူမျိုးတယောက်ကိုသိတာနဲ့ဘလို့လုံးမဆက်ကြည့်လို့မရဘူးသူ့လောက်ပြပပနေတတ်တဲ့လူရဲ့လို့ကျွန်တော်ဖြစ်တခါမှမတွေ့ဘူးသေးဘူးတော်တော်ပြောတတ်တဲ့လူခင်ဗျာဟုတ်တယ်ဆုံးတော်ကြီးရဲ့ဒီလိုပြောနေတတ်တဲ့သူဒုက္ခရောက်ခဲ့ရတာဆုံးတော်ကြီးလည်းသိတာပဲကျမသားကချွင်လဲကောင်းကောင်းမွန်မွန်လဲနေတတ်တယ်နောက်ပိုင်းကျတော့မှဘလို့ကနေပြီးတော့ဘလို့ဖြစ်လာတယ်မသိဘူးလူကိုကြည့်ရတာမှုံပြီးစကားတို့ဘာတို့လဲကောင်းကောင်းမပြောတော့ဘူးအမြဲငိုင်နေရပဲကြည့်ရတာစိတ်ထဲမှာလည်းတော်တော်တင်းတင်းပုတ်ပုတ်ဖြစ်နေပုံပဲအင်မတန်ပြောနေတတ်တဲ့အတော့သားဟာတလားလောက်အတွင်းမှာလောကကြီးကိုမုံတီးပြီးလူစင်းကြီးလုံးဖြစ်သွားတော့တာပဲအရှိရေးအရှိရာကြောင့်များလားမှမသိတာမိမတယောက်ကြောင့်လားပါလားဒါမှမဟုတ်လူစိုးလူရန်တယောက်ကြောင့်များလားမှမသိတာကဲပါလေဇုံတော်ကြီးတို့ကိုအတော်ခေါ်တာဒါအကြောင်းပြောဖို့မဟုတ်ပါဘူးပြောပါတော့ကျွန်တော်နဲ့ဟောဒီကဒေါက်တာဝစ်စင်တို့တက်နိုင်တဲ့မြဆောင်ရွက်ပေးဖို့အသင့်ပါခုတလောကျမအိမ်မှာတော်တော်ထူးဆန်းတာတွေကိုတွေ့နေရတယ်ဆောင်းတော်ကြီးရဲ့အတော်ဒီအိမ်ထဲမှာနေလာတာတစ်နှစ်ကျော်လောက်ရှိသွားပြီကိုကခက်အေးနေခြင်းလို့လာနေတာဘယ်သူမှလည်းစိတ်အဆက်အဆံမရှိလာပါဘူးဆောင်းတော်ကြီးရဲ့လွန်ခဲ့တဲ့3ရက်လောက်တုန်းကတော့အတော်စီကိုအိမ်ပွဲစားလို့ပြောတဲ့လူတစ်ယောက်ပေါက်လာတယ်ဒီအိမ်ကိုသူ့လူကအလွန်သဘောကျနေတယ်တဲ့ဒါကြောင့်မို့ဒီအိမ်ကိုဝယ်လို့ရမယ်ဆိုရင်ဘယ်လောက်ပဲပေးရအကြောင်းမဟုတ်ပါဘူးလို့လာပြောတယ်ဒီနားမှာအိမ်လို့တွေပြလို့ပါပဲရှင်အိမ်တွေကလည်းအိမ်ကောင်းအိမ်တက်တွေကြီးပါပဲဒီထဲမှာတော့အိမ်ကိုမှလာပြောတော့နည်းနည်းတော့ထူးဆန်းနေတာပေါ့ဒါပေမဲ့အတော်ကလည်းသူပြောတဲ့စကားကိုစိတ်ဝင်စားသွားလေတော့အတော်ပေးခဲ့ရတာတဲ့ပေါင်900လောက်ပို့ပြီးဆိုလိုက်တယ်ပွဲစားကလည်းအတော်ပြောတဲ့ဈေးကိုချက်ချင်းလက်ခံလိုက်တယ်ဒါပေမဲ့မကဘူး
သူ့အိမ်ဝဲမဲ့လူကပရိဘောဂတွေပါလိုချင်တယ်ပြောတယ်တဲ့ဒါကြောင့်အဲ့ဒီပရိဘောဂတွေကိုပါထက်ရောက်ပါတဲ့ကြိုက်သေးကိုပြောပါတယ်သုံးတော်ကြီးမြင်တဲ့အတိုင်းအတော်အိမ်မှာရှိတဲ့ပရိဘောဂကအတော်ဘိုးဘွားမိဘများတက်ခတဲ့ကသုံးခဲ့တဲ့အကောင်းစားပရိဘောဂတွေမဟုတ်လားဒါနဲ့အတော်ကလည်းဈေးတော်များကလေးဆိုလိုက်တယ်ဒီတစ်ခါမှလည်းပွဲစားကတခေါမှမဖြစ်ဘူးအတော်ပြောတဲ့ဈေးကိုတစ်ခါလည်းတန်းပေးတော့တာပဲအတော်ကလည်းခရီးလေးပါလေးတွားကျင်နေတာကြားလာပြီတိတ်ပြီးငွေကုန်ကြေးကြမခံနိုင်တာနဲ့ဒီလိုပဲနေခဲ့ရတာခုတော့ဟန်ကြသွားတာပေါ့ဒီလောက်ဝင်နေဆိုရင်အတော်သက်ထိုင်စားတော့ဘာမှပူစရာပင်စရာမရှိတော့ဘူးမနေ့ကကြတော့စာချုပ်တွေပါတွေရေးပြီးအိမ်ပွဲစားပေါက်လာပြန်တယ်ကံကောင်းရင်တော့အတော်လဲဟာယိုးမှနေတဲ့အတော်ရဲ့ရှင်းနေမစ္စတာစုထရိုကိုပြကြည့်တယ်ဒီတော့ရှင်းနေကဘာပြောတယ်လဲဆိုတော့အတော်ရဲ့စာချုပ်ကတော့တော်တော်ထူးဆန်းတဲ့စာချုပ်ပဲစာချုပ်ကိုလက်မှတ်ထိုးလိုက်တာနဲ့တကယ်နဲ့အိမ်ထဲကဘာပစ္စည်းကိုမှအပြင်ထုတ်ခွင့်မရှိတော့ဘူးဆိုတာအတော်သတိထားမိရဲ့လားအတော်ရဲ့ကိုပိုင်အတုံးဆောင်ပစ္စည်းကလေးတွေကိုတော့ယူခွင့်ရတော့မှာမဟုတ်ဘူးလို့ပြောပါတယ်ဒါနဲ့အဲ့ဒီညနေအိမ်ပွဲစားပေါက်တာတော့အတော်ကလည်းအဲ့ဒီအကြောင်းကိုပြောပြပြီးအတော်ရောင်းမယ်ဆိုတာအိမ်တော်ပရိဘောဂတွေကိုဒါရောင်းမယ်လို့ပြောတာလို့သူ့ကိုရှင်းပြပြတယ်ဒီတော့သူကမဟုတ်ဘူးလေကျွန်တော်ပြောတာကပစ္စည်းအလုံးကိုပြောတာနှုတ်နေစမ်းမအောင်တော်ရဲ့အဝတ်စားတွေရောလက်ဝတ်လက်သားတွေကိုရောင်းရမှာလားကဲဒါဖြစ်ဒီလိုလုပ်ပါလေကိုပိုင်အတုံးဆောင်ပစ္စည်းတွေကိုတော့ချန်ချင်းရှန်ခဲ့ပါဒါပေမဲ့အတော်ပစ္စည်းတွေကိုပြောင်းတာရွှေ့တာလုပ်ရင်တော့ပစ္စည်းအလုံးကိုစစ်သေးကြည့်ရလိမ့်မယ်ကျွန်တော်အိမ်ဝယ်သူကစစ်စစ်ကုတ်ကတ်တဲ့လူစားတဲ့ကတော့မဟုတ်ပါဘူးဒါပေမဲ့လူတစ်မျိုးရဲ့ထင်မိထင်ရလောက်တဲ့လူမျိုးရရင်လည်းလုံးလုံးမရရင်လည်းလုံးလုံးဆိုတဲ့လူမျိုးခင်ဗျဒီလိုဆိုရင်လည်းမရရင်လုံးလုံးပဲထားလိုက်ပါတော့ကွယ်လို့အတော်ကပြောလိုက်တယ်ကိစ္စကတော့ဒီလောက်နဲ့ပြတ်သွားတာပါပဲဒါပေမဲ့အတော်စိတ်တဲ့အထိတ်ထဲမှာနည်းနည်းတော့စမ်းနေတယ်ဒီနေရာတွင်ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခုပေါ်ပေါက်လာသည့်အတွက်ရှားလော်ဟုန်သည်လက်ကိုပြ၍စကားမပြောရန်အချက်ပေးလိုက်ပြီးလျင်ထိုင်ရန်မှထသွားကဧကန်တကားကိုဖွင့်လိုက်ပြီးနောက်ပိန်ပိန်ချေချေမိမတစ်ယောက်ကိုပခုံးမှဆွဲခေါ်လာခဲ့လေထိုမိမကြီးသည်ကျက်ချင်းထဲမှဆွဲထုတ်ခံရသည့်ကြက်တစ်ကောင်နဲ့ယုံရင်းကန်ရင်လိုက်ပါလာလေဖဲကျုပ်ကိုမထိနှင့်လှုပ်ဟုထိုမိမကြီးကအော်လျက်ရှိလေဟဲ့ဆူဇန်ဘာဖြစ်တာလဲဟင်ကျမကဧည့်သည်တွေဒီမှာနေလက်စားသားမလားလို့လာမေးလာချင်းဒီတော့မှဒီလူကြီးထွက်လာပြီးကျမကိုအတင်းဆွဲတာကျွန်တော်သူ့ရှေ့တန်းကိုနားထောင်နေတာကြားလာပြီခင်ဗျ9မိနစ်လောက်ရှိပြီအတော်စကားမဆုံးသေးတာနဲ့အသာကြည့်နေတာအသက်ရှူတန်းကလည်းပြင်းလာကြည့်တာဒီနားကိုလာတာဒီတော့မောနေရတာဆူဇန်ကတုံမုံလျက်ရှိသည့်တိုင်အားတင်းပြီးအကြည့်ဖြင့်ရှားလော်ဟုံးကိုလှမ်းကြည့်လိုက်လေရှင်ကဘာလို့ကျုပ်ကိုဆွဲလာရန်လာလောက်ရတာလဲကျုံးနေပါဆိုင်လို့တော့ဘာကြောင့်မှမဟုတ်ပါဘူးဗျာခမားရှိတွင်ကျုပ်မိကုံးလေးတစ်ခုနှစ်ခုမေးကြည့်ရှင်လို့ပါဒီမှာမစ်စစ်မိပါလိကျွန်တော်စီကိုဒီကိစ္စနဲ့ပတ်သက်လို့စာရေးပြီးတိုင်မယ်လို့တယောက်ယောက်ကိုများပြောမိတာရှိသလားပြောမိရပါကလားရှင်စာတိုက်ကိုဘယ်သူကိုတွားပြီးစာထည့်ခိုင်းလိုက်တယ်ဆူဇန်ကိုအထည့်ခိုင်းလိုက်ပါတယ်ဟုတ်ပြီဒီမှာဆူဇန်ခမားလိုအသက်ရှူတန်းဒီလောက်ပြင်းပြင်းနဲ့တခွေးခွေးရှူနေရတဲ့လူမျိုးဟာအသက်ချီချီမနေရဘူးသိရလားဒီတော့နေရတဲ့လောက်ကလေးမှာမူတာစကားပြောတယ်ဆိုတာလည်းတိတ်တော့မကောင်းတော့ဘူးပြောစမ်းဒီအကြောင်းကိုဘယ်သူကိုပြောတယ်လဲမစ်စစ်မေပါလီကဒီမှာဆူဇန်ညီဟာတော်တော်တစ္ဆာမဲ့တဲ့မိမဆိုတာငါကြုံသွားပြီဟုတ်တယ်ငါမှတ်မိပြီခြံစည်းရိုးပေးသားမှာရက်ပြီးစကားပြောနေတာဘယ်သူလဲပြောစမ်းဆူဇန်ကမျက်နှာတုံပုံလေးဒါကတော့ကျမကိစ္စပါအတော်နဲ့ပါတိုင်းတာမှတ်လို့ဒီမှာခမည်းနဲ့စကားပြောတဲ့လူကဘန်နီစတာဒီမဟုတ်လားသိရင်လည်းဘာဖြစ်လို့မင်းနေရသေးတဲ့တော့အစားတုန်းကတော့တိတ်မသေးကြသေးလို့ပေါ့ဗျာခုတော့တေချာသွားပါပြီဒီမှာဆူဇန်ဘန်နီရဲ့နောက်မှာဘာလို့ရှိတယ်လဲဆိုတာခမည်းမသိဘူးလားသိရင်ကျုပ်ခမည်းကို10ပေါင်ပေးမယ်ဗျသူ့နောက်ကလူကရှင်း10ပေါင်လောက်ကအပြော့ပေါ့ရှင်10ပေါင်ပေးတိုင်းပေါင်1000လောက်ပေးနိုင်တဲ့လူဒါဖြစ်တော်တော်ချမ်းသာတဲ့လူပေါ့ခမည်းလည်းဟန်ကြလို့ပေါ့ဟုတ်လားကဲပါဗျာဒါတွေကိုတိတ်ပြောမနေတော့ပါဘူးနာမည်ကလေးကိုဒါပြောလိုက်ပါကျုပ်10ပေါင်ထုတ်ပေးလိုက်ပါမယ်တော့ပတ်စံကိုတောက်ကယူဆိုင်လို့ဟဲ့ဆူဇန်ဘယ်လိုပြောလိုက်တာလဲဟင်ရိုင်းလာကြည့်တာမသိဘူးရှင်တို့ဟာတွေကိုကျမနားမလဲဘူးကျမလည်းဒီမှာဆက်မနေရှင်တော့ဘူးမနေ့မှကျမပစ္စည်းတွေကိုပြန်ပို့လိုက်တော့မယ်ဆူဇန်ဒီအခန်းထဲမှာဆောင်းအောင်ရေးထွက်သွားလေဒီလိုဆိုရင်လည်းကိုယ်ပိုင်ပေါ့ဗျာကိုယ့်အိမ်ထဲမှာသူများလူတွေရောက်နေတာဟုတ်ကဲမျက်နှာနေရဲကစိတ်ဆိုးလျက်ရှိသည့်အင်ဂျင်မင်းမထွက်သွားသည့်နှင့်ရှားလော့ဟုံး၏မျက်နှာသည်ခက်ချွင်ချွင်ဖြစ်နေရမှချက်ချင်းတည်သွားလေပြဿနာကတိတ်တော့မသေးလာဘူးဂိုင်းနဲ့ရှိပြီးလုံနေကြတာကြည်စံဘလောက်ရှည်တတ်တယ်လဲဆိုတာအတော်ထက်လိုက်တဲ့စာအိတ်ပေါ်မှာစားလိုက်တဲ့စိတ်ကည10နာရီတစ်ရက်ထားတယ်ဒါတောင်စူဇန်ဆိုတဲ့မိန်းမကဗန်နီစီကိုတရင်ရောက်အောင်ပို့လိုက်သေးတယ်ဒီတော့ဗန်နီအဖို့သူ့ဆရာစီတွားပြီးလူအသက်ညှက်ချက်တွေပါလေတောင်းဖို့အချိန်ရသွားတာပေါ့သူတို့ဆရာဟာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကြည့်ရတာကတော့ကျုပ်စကားမှားသွားတာကိုကြည့်ပြီးဆူဇန်ကပြုံးလိုက်တဲ့အတွက်မိန်းမဖြစ်ဖို့ကပိုများတယ်ဗျဒီအစီအစဉ်တွေအားလုံးကိုသုံးပေးတာဖြစ်နေပြီဒီတော့ကပ်ပလီကြီးကိုခေါ်ပြီးကျုပ်တို့ကိုရှင်းချောက်ခိုင်းလိုက်တယ်
ကြည်စမ်းဘယ်လောက်မြန်တယ်လဲညမှာအတရင်ရတယ်မနက်7 နာရီကျတော့ကြောက်စီကိုလူလို့ပြီးချင်းကြောက်ခိုင်းတယ်နို့နေစမ်းမအောင်စောတော့ကြီးရဲ့သူတို့ကဘာလိုချင်နေတာလဲဟုတ်တယ်ခင်ဗျအဲ့ဒါကပြဿနာပဲအတော်ရဲ့အရင်ဒီအိမ်မှာဘယ်သူနေသွားသေးတယ်လဲပင်လယ်ကူးတင်မောကပတင်ရှင်ဖာကူဆန်နဲ့သူနဲ့ပတ်သက်လို့တော့ပါကြဘူးတယ်လဲသူတို့ကြတော့မကြဘူးပါဘူးသူကဒီအိမ်ထဲမှာတခုခုများမြုပ်ခဲ့သလားလို့ကျွန်တော်စဉ်းစားနေတာခင်ဗျခုခေတ်မှာတော့ကိုယ့်ပစ္စည်းကိုတင်းရှင်သိကျင်နေဆိုရင်စာတိုက်တို့ဗန်တို့မှာအားကြတာပေါ့ခင်ဗျာတိုးတော်လဲဘယ်အခါမှာပဲဖြစ်ဖြစ်ခက်ရည်ယူလူတွေရှိတတ်တယ်ခင်ဗျအေးလေလောကကြီးမှာခက်ရည်ယူလူတွေမရှိရင်လည်းပြင်းစရာကောင်းနေမှာပေါ့ဒီတော့ရုတ်တရက်ကြည့်လိုက်ရင်သူလိုချင်တာကဒီအိမ်အောက်မှာမြုပ်ထားတဲ့ယတနာပြီးလို့ထင်မိလိုက်တယ်ခင်ဗျတိုးတော်လဲဒီတိုင်းမှန်ရင်ဘာဖြစ်လို့အတော်ရဲ့ပရိဘောဂတွေကိုလိုချင်နေရတယ်လဲဒီလိုမှမဟုတ်ရင်အတော်ရဲ့ပစ္စည်းတွေထဲမှာအတော်မတိပဲနဲ့ရာဖီရဲ့ပစီကားတို့ချိတ်စပီးရကဗျာပေါင်းရှုပ်ပထမနှိမ့်ရှင်းတို့ဘာလို့များရှိလို့လားမရှိပါဘူးအတော့မှာအဖိုးတန်ရှေးဟောင်းပစ္စည်းဆိုလို့ကရောင်းဒါပြီးလက်ဖက်ရည်ပကံတစုံပဲရှိတယ်ဒီလောက်လိုချင်လို့လောက်တာတော့မဟုတ်ဘူးခင်ဗျပြီးတော့လေသူတို့လိုချင်တာကိုဘာဖြစ်လို့အတိအလင်းဖွင့်မပြောရတယ်လဲအကယ်၍အတော့ရဲ့လက်ဖက်ရည်ပကံစုံကိုသဘောကျတယ်ဆိုရင်လည်းတန်ရာတန်ကြီးပေးပြီးဝယ်နိုင်တာပဲဒီလိုအကုန်လုံးတင်းကြုံပြီးဝယ်စရာမလိုပါဘူးခုသူတို့လှုပ်ရှားပုံကိုကြည့်ရတာကတော့အိမ်ထဲမှာအတော်မသိတဲ့အဖိုးတန်တွေရှိနေတယ်ဗျအကယ်၍ဒါအတော်သိရင်ပစ္စည်းတွေကိုလက်လွတ်မှာမဟုတ်ဘူးလို့သူတို့ထင်နေတယ်ဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲထင်နေတယ်ဟုတ်ကျွန်တော်ကပြောလိုက်၏ကဲခုတော့ဒေါက်တာဝတ်စင်ကလည်းသဘောတူနေပြီဒီလိုဆိုတော့ပြဿနာကရှင်းသွားရောပေါ့ဒီလိုဆိုရင်ဒီပစ္စည်းကဘာများဖြစ်နိုင်တယ်လဲကျွန်တော်ကြည့်စိတ်ကူးနှစ်ပဲမှန်းကြည့်ရမှာပဲခင်ဗျအတော်ဒီအိမ်ကိုရောက်တာတစ်နှစ်လောက်ရှိပြီနော်နှစ်ကျော်သွားပါပြီဟုတ်ပြီခင်ဗျဒီလိုဆိုရင်စဉ်းစားရတာပိုတော့လွယ်သွားသေးတယ်ဒီနှစ်အတွင်းမှာအတော့စီကဘယ်သူမှဘာပစ္စည်းမှမယူဘူးနော်ခု3-4ရက်အတွင်းကြာမှဒီအိမ်ကြီးကိုလိုချင်တယ်ဆိုပြီးဖုတ်ပူမိတိုက်ဖြစ်လာတာဒီတော့ဒီလိုဖြစ်လာတာဟာဘာကြောင့်လဲပစ္စည်းကတော့ဘာပစ္စည်းများမသိဘူးပေါ့လေတိုးတော်လဲအဲ့ဒီဘာမှမသိရသေးတဲ့ပစ္စည်းဟာဒီအိမ်ထဲကိုခုတလောလေးတွင်ရောက်လာလို့ပဲဖြစ်ရမှာပေါ့ဗျာဟုတ်ကျွန်ုပ်ကလှမ်းပြောလိုက်ဟုတ်ပြီဗျတစ်ချက်ရှင်းသွားပြီကဲမစ်စစ်မေပါလိခုတရက်နှစ်ရက်အတွင်းမှာအတော့အိမ်ကိုဘယ်လိုပစ္စည်းတွေများရောက်လာတယ်မရောက်လာပါဘူးရှင်အတော့ဒီနှစ်ထဲမှာဘာပစ္စည်းမှမဝယ်မိပါဘူးဒီလိုဆိုရင်တော့တော်တော်လေးကိုထူးခြားနေပြီဗျကဲထားလိုက်ပါတော့လေနောက်ထပ်အချက်အလက်အသစ်တွေမရမချင်းဒီကိစ္စကိုအသာထားလိုက်ကြသေးတာပေါ့အတော့ရဲ့ရှိနေကတော့တော်ရဲ့လားတော်ပါတယ်အတော့မှတခြားအိမ်တွေရှိသေးသလားဒါမှမဟုတ်ခုရင်ကတကားဆောင်ပိတ်သွားတဲ့စူဇန်တယောက်တည်းလားမဟုတ်ပါဘူးသူငယ်မကလေးတယောက်ရှိပါသေးတယ်အတော့ရဲ့ရှိနေကိုတည2ရက်တော့လာပြီအိတ်ခန်းကြည့်ပါလားအရေးကြီးလို့ရှိရင်အကာအကွယ်လေးပါလိမ့်ရတာပေါ့ဘသူရန်ညွှန်းရှိလို့အကာအကွယ်ယူရမှာလဲတော့ပြီရဲ့ဒါတော့မပြောနိုင်ဘူးပေါ့လေပြဿနာကခုထိတိတ်မရှိသေးတော့ပြောလို့မရသေးဘူးပေါ့အကယ်၍သူတို့လိုက်နေတာဟာဘာလဲဆိုတာကိုရှာမတွေ့ရင်အခြားအစွန်းကလိုက်ပြီးရန်သူကိုလိုက်ရှာကြည့်ရပါပဲအိမ်ပွဲစားကတော့သူ့လိပ်စာကိုပေးသွားသေးသလားလိပ်စာတော့မပါဘူးဆုံးတော့ဒီရဲ့နာမည်နဲ့အတော့အကင်ပါတဲ့ကပ်ပြားလေးတစ်ခုပဲပေးသွားတယ်နာမည်ကဟင်းကျွန်းစင်တဲ့ပွဲစားနဲ့ရာဖြတ်တဲ့ဒီတိုင်းဆိုရင်တော့သူ့ကိုလမ်းညွှန်စာအုပ်တဲ့ဘယ်နဲ့လှုပ်ရှားမလဲယူသားတဲ့အလောက်ကင်သမားများဟာသူတို့အလောက်ကင်တရားဌာနကိုဘယ်တော့မှဖုံးကွယ်မထားဘူးဟုတ်ပါပြီလေကိစ္စထူးရင်ကျွန်တော်ကိုအကြောင်းကြားပေါ့အတော့အမှုကိုကျွန်တော်ကင်ပါမယ်ပြည်လေမင်းတို့လည်းထင်ပါတယ်ခမ်းမထတို့ဝင်လာသည့်အခါတွင်မျက်စိလင့်သည့်ရှားလော်ဟုံးသည့်ကျောင်းတစ်ခုတွင်ဆင်ထားသည့်တစ်တာများနှင့်ကတ်တူဆက်ကူပုံများကိုလမ်းမြင်လိုက်လေ၏ထိုတစ်တာများပေါ်တွင်လိပ်စာများကတ်ထားသည်ကိုလည်းတွေ့ရလေ၏မီလန်နိုတဲ့လူဆန်းတဲ့ပြကြည့်အီတလီကပို့လိုက်တဲ့တစ်တာတွေပါလားအတော့ဒါတောက်ကလိုက်ရဲ့ပစ္စည်းတွေလေဒီတစ်တာတွေကိုမခွင့်ရသေးဘူးမဟုတ်လားဒီတစ်တာတွေရောက်တာဘယ်တော့ရှိသွားပြီလဲအရင်တစ်ပတ်တည်းကရောက်လာတာပါနို့အတော်ကပြောတော့ခတ်တာပဲဒါကြောင့်ဖြစ်ရှင်ဖြစ်နိုင်တာပေါ့ဒီအထဲမှာအဖိုးတန်မပါဘူးလို့ဘယ်သူပြောနိုင်မလဲအတော်တော့မပါနိုင်ဘူးလို့ထင်တာပဲကျွန်တော်ကြည့်ရဲ့အတော်သားမှလက်ခကလေးနဲ့တူးချုံငွေကလေးနည်းနည်းပါတော့ပဲရှိမှာပေါ့ဒီပြင်အဖိုးတန်တာပါရှိနိုင်ပါနဲ့ရှားလဟုံဒီအတန်ကြာနဲ့စဉ်းစားလျက်ရှိလေ၏ကဲအတော်ကြာဆိုင်မနေနေဒီပစ္စည်းတွေကိုအပေါ်ထက်အတော်ရဲ့အခန်းထဲကိုရွှေ့ပြီးဘာတွေပါတယ်လဲဆိုတာဆက်ရှင်းစစ်ဆေးကြည့်ပါမနေ့ကကြရင်ကျွန်တော်လာခဲ့မယ်အဲ့ဒီတော့မှကျွန်တော်ကိုပြောပြပေါ့ဟုတ်စကျွန်တော်တို့ထွက်လာခဲ့ကြ၍လမ်းကြားကလေးထိပ်တို့အရာမောင်ရိပ်ထဲနဲ့ရက်နေသည့်ကပ်လီလက်ဝဲသမားကိုမြင်လာရသည်ကိုထောက်လျင်တုံးဆောင်ပြန်အိမ်ကိုစောင့်ကြည့်နေကြောင်းထင်ရှားလာပေ၏လမ်းကိုကိုးလိုက်သည့်အခါ၌ကျွန်တော်တို့သည်ကပ်လီနှင့်ပပင်တိုးလျက်ရှိလေရာလူကင်းရှင်းလျက်ရှိသောလမ်းကြားကလေးထဲတွင်သူ့အလုံးအထည်ကြီးသည်ကြောက်စရာကောင်းလျက်ရှိလေ၏ရှားလော်ဟုံသည်အင်ကြီးအိတ်ထဲသို့လက်၌ထားလိုက်လေ၏ဘာလဲဗျတနက်ကိုရှာနေတာလားဟုတ်ကပ်လီကမေးလိုက်လေမဟုတ်ပါဘူးကိုလူရရေမျိုးပလင်းကလေးပါလေးရှာတာပါခေါင်းအောင်လုံးလို့ခမည်းဟာတော်တော်ရေစရာကောင်းတဲ့သူပဲဗျ
မင်းနောက်ကိုလိုက်လာရင်တော့ရေပြာကောင်းတဲ့သူဖြစ်တော့မှာမဟုတ်ဘူးနော်ငါမင်းနောက်ကိုလိုက်မယ်ဆိုတာမင်းကိုခဏကလည်းတတိပေးခဲ့ပြီးခင်ဗျားပြောတာတွေကိုရည်ကြီးခွင့်ကျဲလုပ်လို့ဗျာပြီးတော့ပါကင်သေးတဲ့အကြောင်းတွေကိုကျုပ်လာပြောမနေပါနဲ့ဗျာမကြားချင်ဘူးဒီကိစ္စနဲ့ပတ်သက်လို့ကျုပ်တက်နိုင်ရင်ကိုမယ်မတက်နိုင်ရင်မကိုဘူးတခုတော့မင်းကိုပြောထားလိုက်ရအောင်မယ်ဟိုကအိမ်ကိုမြင်တယ်မဟုတ်လားအဲ့ဒီအိမ်ကအဖွားကြီးနဲ့အဲ့ဒီအိမ်ထဲကပစ္စည်းတွေကိုငါစောင့်ရှောက်ထားတယ်ဆိုတာတော့မင်းသိထားရင်ကောင်းမယ်ကွဒါလေးတော့မမေ့နဲ့ဟုတ်လားကောင်းပါပြီဗျာမမေ့ပါဘူးကျွန်တော်တို့16လခဲ့သည့်အခါတွင်ရှားလော့ဟောင်းကဒီလိုကောင်မျိုးကိုဖျက်လျှောက်ပေးရတယ်ဗျဒါမှဒီကောင်တွေကကြောက်တာဒီလိုကောင်မျိုးကကိုယ့်ဆရာကိုလည်းပြန်နှိမ့်မဲ့ကောင်မျိုးဘာပဲဖြစ်ဖြစ်ဒီကိုင်းဟာစပင်စာကျုံတို့ကိုင်းဆိုတာရဲ့ဒီကိုင်းထဲမှာတက်ခစီဆိုတဲ့ကပ်ပလီလည်းပါနေတယ်ဆိုတာကိုသိရတာကတော့တော်တော်ကံကောင်းတယ်လို့ဆိုရမှာပဲဗျကဲအိုင်ဆေးခုအမှုကတော့လန်ဒီဖိုက်နဲ့ဆိုင်တဲ့အမှုပဲဗျဒီတော့သူနဲ့ခဏလောက်တော့တွေ့လိုက်အောင်မယ်ပြန်လာရင်တော့တော်တော်လေးရှင်းသွားတယ်လောက်ပါပြီဗျာထိုနေ့တစ်နေ့လုံးကျွန်ုပ်တို့ဒီရှားလော့ဟုံးနဲ့တွေ့ဆုံခြင်းမရှိတော့ပေတို့ရတွင်လန်ဒီပိုက်မှာကောလာဟာလာတဲ့စုံလာတော့အပိဓာန်ကြီးတစ်ဆောင်တို့ပဲဖြစ်လေရာထိုနေ့ကသူမိတို့အချိန်ကုန်ပြီကိုကျွန်ုပ်မှတ်ဆနိုင်ပေလန်ဒီပိုက်မှာခက်အေးခက်ငြိမ်ငြိမ်လူတစ်ယောက်ဖြစ်ပြီးမနက်လင်းမှအိယာဝတီအထိစိတ်ချင်းလမ်းမှကလတ်တစ်ခုရှိသပွဲတစ်လုံးတွင်တနေကုန်ထိုင်ကလန်ဒန်ရွှေမြို့တော်ကြီးမှကောလာဟာလာတဲ့ဟူသည်များကိုလက်ခံနားထောင်ပြလျင်ကောလာဟာလာတဲ့များကိုတိုင်ခံဖြတ်ရှိနေသူတဦးလည်းဖြစ်ပေသည်အညီဟောက်တဲ့များတို့တဲ့များရီးပုတ်ခါအတွက်တပတ်လျင်ဘုံငွေကနန်းလေးလုံးအထိရှိသည်ဟုကြားရလေရေစီးကြောင်းကြီးတစ်ခုနှင့်တူသောလန်ဒန်မြို့ကြီး၏လှုပ်ရှားမှုတွေတွင်ထူးဆန်းသည့်ဝယ်ခရတို့ထလာခဲ့သည်ဆိုလျင်လန်ဒီပိုက်သည်တိတိကျကျမှတ်ထားတတ်သူဖြစ်၏တခါတရံတွင်ရှားလော့ဟောင်းကခြားခြားပပတဲ့များကိုပေးသည့်ဤသူလန်ဒီထံမှလည်းခြားခြားပပတဲ့များကိုတင်ရတတ်ပေ၏နောက်တစ်နေ့မနက်ပေကလမ်းရှိတိုက်ခန်းသို့ကျွန်ုပ်ရောက်သွားသည့်အခါတွင်သူ့အမူအရာကိုကြည့်ရခြင်းအားဖြင့်အဆအရာရာချောမောအစဉ်ပြေလေးရရှိကြောင်းကိုသိလိုက်ပေ၏တို့ရာတွင်မထင်သည့်သတင်းတစ်ပုဒ်ကိုကြားရသည့်အတွက်ကျွန်ုပ်တို့မှအားတင်လျက်ရှိလေ၏သတင်းမှာအောက်ပါအတိုင်းပြည်နှံတဲ့တွင်ပါရှိလေ၏အမြန်လာပါအိမ်ကိုမနေ့ကညကဖောက်သွားသည်ပလိတ်ကဆေးရသူတို့ဟုကျေးနှံတွင်ပါရှိလေ၏ရှားလော်ဟုံးကနေတစ်ချက်ချွန်လိုက်လျက်နှိမ့်လိုက်လေဗျာဆက်ကတော့ပေါင်းခံနေပြီပြုတ်ဆက်သိန်းကလည်းကျုပ်ထင်တာထက်တောင်မြင်နေလိမ့်မယ်ထင်တယ်ဒီလိုလောက်တာနောက်မှတော်တော်ကိုဖုတ်ပူမိတိုက်ဖြစ်နေတဲ့လူတစ်ယောက်ရှိရမယ်ဗျသူတို့ဆိုတဲ့လူဟာသူ့ရှိနေတော့သူ့ရှိနေပဲဗျကျုပ်မနေ့ညကခမ ्या ကိုအဲ့ဒီအထဲမှာအဆောင်မခိုင်းခဲ့မိတာမှားသွားတယ်ဗျခုတော့သူတို့ဆိုတဲ့အကောင်စီကအစပေါ်လာပြီးထင်ရတာပဲကဲဟာရုပ်ကိုလိုက်သွားဖို့တနည်းပဲရှိတော့တယ်ပြုအခြားနည်းမရှိတော့ဘူးကျွန်တော်တို့ရောက်သွားသည့်အခါတွင်တုံးဆောင်တဲ့အိမ်ကြီးမှာဂျမန်လေးကကဲ့သို့တိတ်ဆိတ်ငြိမ်သက်ကစီကံတကြရှိသည့်အိမ်ကြီးမဟုတ်တော့ပဲတမူထူးခြားလျက်ရှိသည်ကိုတွေ့ရ၏လာကြည့်နေသူတချို့သည်ရန်ဝတွင်စုယုံလို့လျက်ရှိပြီးပလိအချို့မှာပတင်းပေါက်များနှင့်ပန်းကင်းများအားလိုက်လံစစ်ဆေးလျက်ရှိခြင်းကိုတွေ့ရလေ၏အိမ်ထဲသို့ရောက်သည့်အခါတွင်ရှေ့နေဟုသူ့ကိုယ်သူမိတ်ဆက်သည့်သပင်ဖြူအသက်ခါကြီးလူတစ်ယောက်ကိုတွေ့ရပြီးသူနှင့်အတူရှားလော့အောင်ကမိတ်ဆွေဟောင်းကြီးအဖြစ်အစည်းအကျနှုတ်ဆက်သည့်ခဝဝခပ်ပြပလိအင်စပက်တော်ကိုတွေ့ရလေ၏မစ္စတာဟောင်း၏ခမရအဖို့တော့အခွင့်အရေးမရှိတော့ဘူးဗျကိစ္စကတာမန်ဖောက်ထွင်းမှုလေးတစ်ခုဆိုတော့ခမရတို့လိုဆုံးတော့ကြီးမလို့တော့ပဲကျွန်တော်တို့လိုပလိကလေးတွေနဲ့ပဲကိစ္စပြီးသွားတော့မှာပါတကူတွေပါတွေမလို့တော့ပါဘူးအမှုကတော့စိတ်ချရတဲ့လူတွေလက်ထဲကိုရောက်ပြီလို့ကြုတ်ထင်ပါတယ်လေတိုးတော်ရဲ့အင်စပက်တော်ကြီးကတာမန်ဖောက်ထွင်းမှုတစ်ခုပဲလို့ပြောနေတယ်နော်ဟုတ်ပါခမရတရားခံဘယ်သူလဲဆိုတာလည်းသိတယ်သူတို့ကိုဘယ်မှာသွားချရင်တွေ့တယ်ဆိုတာလည်းသိတယ်ဂိုင်းကပန်နီစတာတွေတို့ဂိုင်းခမရကပလီတယောက်လည်းပါတယ်ဒီနားတစ်ဝိုက်မှာရောင်းတော့နေတာကိုမြင်တဲ့လူတွေလည်းရှိတယ်ဟုတ်လားကောင်းပါလိမ့်ကြတို့ဒီကောင်တွေဘာတွေမြန်ရသွားကြတယ်မြင်စကားတော့ရသွားဖို့မရဘူးခမရအိမ်ရှင်ဖွားကြီးကျမ်းမေပါလီကိုတော့ကလိုရိုဖောင်းမိတ်သိနေတို့ပြီးအိမ်ကိုတော့ပြောရင်းဆိုရင်အိမ်ရှင်ဖွားကြီးလာနေပြီကျွန်တော်တို့ယမန်နေ့ကတွေ့ခဲ့သည့်မစ်စစ်မေပါလီမှာဖြော့တော့နွမ်းနယ်တရရှိတဲ့ဖြစ်အစေကမိန်းကလေးတယောက်ကိုတွဲလိုက်ရအခန်းထဲသို့ဝင်ရောက်လာပြီမစ်စစ်မေပါလီကမတက်မတာပြုံးလိုက်ရင်ဆွန်တော်ကြီးကတော့အကွက်လေးပါလေးယူထားလို့ပြောတာဒါပေမဲ့အတော်ကအသိအေးကြီးတယ်လို့မထင်လိုက်ဘူးပြီးတော့ဟောဒီကအတော်မိတ်ဆွေမစ္စတာဆူထရီကိုလည်းအနောက်ချက်မပေးချင်တာနဲ့အတာပဲနေလိုက်တာအခုတော့ဖောက်သွားတော့တာပေါ့ကျွန်တော်ကဒီကိစ္စကိုခုမနေ့ကျမှသိရတာခမရဟုရှေ့နေမစ္စတာဆူထရီကပြောလေ၏မစ္စတာဟောင်းကမိတ်ဆွေတွေပါပြီးခေါ်ထားလို့ပြောတယ်ရှေ့နေကြီးရဲ့ဒါပေမဲ့အတော်ကအမှုမဲ့အမှတ်မဲ့နေလိုက်မိတယ်ခုတော့ပါသွားတော့တာပေါ့ရှားလော့ဟောင်းက
အတော့ကိုကြည့်ရတာတော်တော်နေထိုင်မကောင်းဖြစ်နေတယ်ထင်တယ်ဒီတော့ဖြစ်တာပြက်တာတွေကိုရေးလေအောင်ပြောနိုင်ပါမလားပလိအစ်စဘက်တော်ကမှတ်စုစာအုပ်ထူထူတအုပ်ကိုပုတ်ပြကဟောဒီမှာတိုင်ချက်ကိုကျွန်တော်ရေးထားပြီးပြီခင်ဗျတော်တော်လည်းအတော်သိမပင်မမှုဆိုရင်တော့တိတ်တော့လည်းပြောစရာမရှိပါဘူးကွယ်ကြည့်ရတာကတော့စူဇန်ဆိုတဲ့ကောင်မကလက်ထောက်ဖြတယ်ထင်တာပဲတခိုးတွေကိုကြည့်ရတာကအိမ်တအိမ်လုံးကိုကောင်းကောင်းသိနေတာပဲအတော်နာလူတယောက်ကတ်လာပြီးကလိုလိုဖောင်းအဝတ်တို့လိုက်တာလို့ကလိုလိုဖောင်းနဲ့ရလာတာကိုတော့သတိရလိုက်တယ်ဒါပေမဲ့ဘယ်လောက်ကြာအောင်သတိမိနေလဲတော့မသိဘူးအတော့အိယာကနိုးလာတော့လူတယောက်ကအတော့အိယာပြီးမှရက်ပြီးတယောက်ကတော့တစ်တာတွေကြားတဲ့ကအထုပ်ကိုပိုက်လို့ထလာတာကိုမြင်လိုက်ရတယ်ကျမ်းပေါ်မှာလည်းတစ်တာကိုဖွင့်ချထားလိုက်တာပွားစာတက်နေတာပဲဒါနဲ့သူမထွက်ခင်အတော်နဲ့ဝုန်းဝန်းထပြီးသူ့ကိုအတင်းဆွဲထားတာပေါ့အတော်ကလည်းတဲလဲရဲတကူဟုအစ်စပတော်ကပြောလေအတော်ကလည်းဗာရမလဲသူ့ကိုအတင်းဖတ်ထားတာပေါ့သူကလည်းအတင်းယုံတာပဲနောက်အခြားလူတယောက်ကအတော်ကိုဝင်ရိုက်လိုက်တယ်ထင်တာပဲအတော်လည်းဘာမှသတိမရတော့ဘူးအိမ်စီတငယ်မကလေးမေကြီးကအတန်ပလန်တွေကြားတော့ပဒင်းပေါက်ကိုဖွင့်ပြီးអော်တာပေါ့သူ့អော်တန်ကိုကြားတော့ပလိတ်တွေပြေးလာကြတယ်ဒါပေမဲ့လူစိုးကတော့တယောက်မှမရှိတော့ဘူးဘာတွေများပါသွားသေးတယ်လဲအဖိုးတန်တွေလည်းကတော့မပြောက်ဘူးလို့ထင်တာပဲပြီးတော့အတော့သားတောက်ကလေးရဲ့တစ်တာတွေထဲမှာလည်းအဖိုးတန်ပစ္စည်းရလို့ရှိဟန်မတူပါဘူးဆရာလက်ရကလေးပါလေးမကြံခဲ့ဘူးလားအတော့အတင်းဝင်ပန်းထားတဲ့သူစီကဆက်ကူစားကလေးစားတော့ထုတ်ပြကြံရိတ်ခဲ့တယ်ကျမ်းပေါ်မှာတွန့်ကြည့်လို့လက်ရေးကတော့အတော့သားရဲ့လက်ရေးပဲပလိတ်အစ်စပက်တော်ကအတုံးမွန်မှုထင်လို့ထားပြစ်ခဲ့တာဖြစ်မှာပေါ့အကယ်၍များတခိုးလက်များပါသွားတယ်ဆိုရင်တော့ဟုတ်တာပေါ့ဗျာခမည်းပြောတာသိမှန်တာပေါ့အဲဒီစာရွက်ကိုကြုတ်ကြည့်ရှင်တယ်ဗျာပလိတ်အစ်စပက်တော်ဒီသူ့မတ်စုစာအုပ်တွေတင်ခောက်ထားသည့်ဖူးတက်ကတ်စာရွက်ကိုထုတ်ယူလိုက်ပြီးလေခက်ကြွဖြစ်ဘလောက်ပွဲတေးဖွဲ့ပါစေဒီကောင်ကပေါ်တီပေါ်ဆလောက်တာမဟုတ်ဘူးဗျမစ္စတာဟုတ်ရဲ့ခမည်းကိုလည်းအကြံပေးလိုက်ရအောင်မယ်အသေးအဖွဲကလေးတွေပြင်မဲ့ positive မအောင်မနေတော့ကျွန်တော်ပလိတ်တက်တန်း25နှစ်အတွင်းမှာအတွေ့အကြုံခမည်းကျွန်တော်လည်းဘဝအတွေ့အကြုံတက်ကအသင်ခန်းစာထုတ်ယူခဲ့ရတာတက်ကူပေါ်မှာလက်ပွေတို့ဘာတို့မတွေ့ဘူးလို့ဘယ်သူပြောနိုင်ပါမလဲရှာလော့ဟုံကဆက်ကူစာကိုချစ်သေးကြီးကျိုးလေးရရှိလေ၏အင်စပက်တော်ကြီးကဘယ်လိုများထင်ပါသလဲကြည့်ရတာတော့ဝတ္ထုတစ်ပုဒ်အဆုံးပိတ်စာပဲလို့ထင်တာပဲခမရှာလော့ဟုံကတော်တော်ဆန်းတဲ့အဖြစ်အပျက်တစ်ပုဒ်ရဲ့သိကုန်းဖြစ်နိုင်တယ်ခမစာရွက်ပေါ်ကစာမျက်နှာနံပါတ်ကိုသတိထားမိရလား225တဲ့ကျန်တဲ့224မျက်နှာကဘယ်ရောက်နေတယ်လဲကျွန်တော်အထင်တော့တခိုးတွေကဒီစာရွက်ကိုယူသွားတယ်ထင်တာပဲသူတို့အဖို့တန်ကျင်တန်နေမှာကိုဆရာရဲ့အိမ်တဲကိုဝင်ပြီးစာရွက်တွေဝင်ဖို့တယ်ဆိုတာကတော်တော်လေးတော့ဆန်းနေပြီပြုအင်စပက်တော်ကြီးရဲ့အထင်မြင်ချက်ကိုစုံစမ်းမအောင်တခိုးတွေကတုတ်တီးတုတ်ပြန်နဲ့ပြေးကန်နေမှဆွဲမိဆွဲရဆွဲသွားဟန်တူတာပဲခင်ဗျဒီကောင်တွေဒီလောက်ကလွယ်ရင်တခြားဘာမှရမသွားတော့တာတော့ဝမ်းသာစရာပေါ့ခင်ဗျကျမသားရဲ့ပစ္စည်းတွေကိုဘာဖြစ်လို့မွေးနောက်ချတာလဲဟုတ်မစ်မေပါလေးကမေးလေအောက်ထပ်ကိုဝင်တဲ့အခါကျတော့အဖိုးတန်ဆိုလို့ဘာမှမတွေ့ဘူးဒီတော့အပေါ်ထပ်ကိုတက်မွေတော့တာပေါ့မဟုတ်ဘူးလားဆုံးတော့ကြီးကဘယ်လိုများထင်တယ်လဲစဉ်းစားကြည့်ရအောင်ပါဗျအိုင်သေးဝစ်စင်းဒီနားကိုခဏလာဗျဟောဒီပဒင်းပေါက်နားကိုကျွန်တော်တို့နှစ်ယောက်ဒီပဒင်းပေါက်နားတွင်အတူရက်ပြီးလေရင်စာရွက်အပိုင်းခြားကလေးကိုဖတ်နေကြလေစာရွက်တင်ပါသည့်စာမှာဝါကျက်တစ်ပုတ်၏အလယ်ပိုင်းဖြစ်ပြီးအောက်ပါအတိုင်းပါရှိလေထိုးနှက်ခုတ်ဖြတ်မှုများကြောင့်မျက်နှာမှာသွေးတို့ယူစီးလျက်ရှိလေတို့ရတွင်သူ့အသက်ကိုပင်ပေးအပ်ရအစဉ်သစ်ဖြစ်ခဲ့ရသောသူချစ်သောမျက်နှာကလေးသူ၏တန်ရာတန်ချက်များနှင့်ရှုံးနှိမ့်စော်ကားခံနေရသည့်အဖြစ်တို့ကိုကြည့်နေသည်ကိုမြင်ရသည့်အခါ၌ကသူ့နှလုံးသားမှသွေးတို့ယူစီးလျက်ရှိသည်ဟုခံစားမိလေရာမျက်နှာမှစီးကျနေသည့်သွေးတို့သည်နှလုံးသားမှယူစီးကျနေသည့်သွေးတို့နှင့်နိုင်ကြတော့ဘာမှမဟုတ်ရှိမင်းမပြူသည့်အကျဉ်းနာတရားကင်းမဲ့သူတယောက်ကဲ့သို့သူ့အဖြစ်ကိုပြုံးရည်ပင်ကြည့်နေလိုက်ရှိသေး၏ထိုအချိန်၌ကသူ့ရင်ထဲတွင်အရှိသည်ချုပ်ငိမ့်သွားကအမုန်းသည်မွေးဖွားလာခဲ့လေပြီယောက်ျားဆိုသည်မှာတခုခုအတွက်အသက်ရှင်ရပေလိမ့်မည်ကျွန်ုပ်၏အမျိုးသမီးတင်ဤပွေးပွားမှုကိုခံရမဟုတ်လျင်တင်အပြစ်အတွက်တင့်ကိုလက်စားချေရန်အတွက်အသက်ရှင်ရပေလိမ့်မည်ရှားလော့ဟုံသည်စာရွက်ပိုင်းကလေးကိုအင်စပက်တော်တို့ပြန်ပေးလိုက်လျက်ခက်ပြုံးဖြစ်တတ်တာကတော့တော်တော်ဆန်းတဲ့တတ်တာပဲပြုကျွန်ုပ်၏ဆိုတဲ့နာမည်နံစားကိုချက်ချင်းပြောင်းသွားတာကိုသတိပြုလိုက်မိရတာကြည့်ရတာကတော့စာရေးသူဟာရေးတိတ်ဆိတ်ပါသွားပြီးသူ့ကိုယ်သူဆက်လိုက်ထင်သွားပုံရတယ်ဗျအင်စပက်တော်ကမှတ်စုစာအုပ်ကြားထဲသို့ပြန်ထည့်လိုက်ရင်ဒါကတော့အရေးသားတော်ညံ့တဲ့စာပဲခင်ဗျအလုံးစုံတော့ကြည့်ဘယ်ကိုသွားအောင်မလဲခင်ဗျ
အမှုကအင်မတန်ကျွမ်းကျင်ပိုင်နိုင်တဲ့ပုံကိုယ်တွေရဲ့လက်ထဲကိုရောက်နေတော့ကျုပ်တို့မလိုတော့ဘူးထင်ပါရဲ့ဗျာဒါတက်မစ်စစ်မိပါလိခရီးထွက်ကျင်တယ်လို့ပြောတာကိုမှတ်မိသေးတယ်နော်မှတ်မိပါတယ်ရှင်မတက်တာလို့ဒါခရီးထွက်သွားဖို့ပဲစိတ်ကူးနေတာဘယ်ကိုသွားကျင်တာလဲကန်ယူလားမရိယာကိုလားပြင်သစ်ရီးပြီးရကိုလားပတ်စံရှိရင်တော့သုံးတော်ကြီးရဲ့ကဘာတစ်ပတ်လောက်ပတ်လိုက်ရှင်တာပေါ့ကောင်းပါတယ်ဒီလိုဆိုရင်လည်းကဘာကိုတစ်ပတ်လောက်ပတ်ကြည့်လိုက်ပေါ့ကဲသွားမယ်ခမညာညနေဆိုရင်အကျိုးအကြောင်းလေးပါလေတစ်စောင်းလောက်ရေးလိုက်နိုင်လိမ့်မယ်ထင်ပါရဲ့ပတင်းပေါက်နာတို့ကျွန်ုပ်ကဖြစ်သွားသည့်အခါတွင်ပြုံး၍ခေါင်းကိုရမ်းလျက်ရှိသောပလိတ်အင်စပက်တော်ကိုကျွန်ုပ်မြင်လိုက်မိလေတော်တဲ့လူဆိုတာယူရင်လည်းယူထူးရင်လည်းထူးမှာတယ်ဗျဟုတ်ပြောနေတကယ်တော့ကြည့်လေတဝေါဖြစ်ဆူညံလျက်ရှိသည့်လန်ဒန်မြို့နယ်သို့ပြန်ရောက်လာသည့်အခါတွင်ရှားလော့ဟုံးကအိုင်ဆေးရေကျုပ်တို့ခရီးတို့ကလေးကတော့ဆုံးခံနေပြီထင်ပါရဲ့အကောင်းဆုံးကတော့ကိစ္စကိုကူးချက်ချင်းရှင်းလိုက်တာအကောင်းဆုံးထင်တာပဲဗျပြီးတော့ခုကိစ္စကအစာတိုယာကလိန်းဆိုတဲ့မင်းမပြူနဲ့ဆိုင်ရင်စရင်ရှင်းရမှာဆိုတော့ခမရလဲတက်တဲ့အဖြစ်လိုက်လာနိုင်မယ်ဆိုရင်အကောင်းဆုံးပဲဗျကျွန်တော်တို့ဒီမြင်ရတာတဲ့တင်ကိုငှားပြီးလေရင်ကရုစပီနာရက်ွက်ရှိအိမ်တအိမ်တို့လာခိုက်ကြလေ၏ရှားလော့ဟုံးမှာတရန်လုံးတိတ်ဆိတ်စွာလိုက်ပါလာရမှရုတ်တရက်ကောင်းထောင်ကအန်စီခမရရှင်းတယ်နော်မရှင်းသေးဘူးခမရဒီကိစ္စနောက်ွယ်မှာရှိတဲ့အမျိုးသမီးတယောက်စီကိုသွားနေတယ်ဆိုတာတော့ကလွဲလို့အခြားဘာမှမသိသေးဘူးဟုတ်ပါပြီလေဒါပေမဲ့အစ္စာတို့ရကလိန်းဆိုတဲ့နာမည်ကိုခမရမကြားဘူးလားကဘာမှာဖြစ်မိမလျှောတအုပ်လို့နာမည်ကြီးတဲ့မိမပေါ့ဗျာခုထိသူ့ကိုမိတဲ့မိမရင်တော့တယောက်မှတော့မရှိသေးဘူးလို့ပြောကြတာပဲအမျိုးသမီးကစပိန်သွေးပြစပိန်ဆိုတာကျွဲရိုင်းတက်တဲ့လူမျိုးဆိုတော့ဘယ်တော့တွေးစုမယ်ဆိုတာခမရစဉ်းစားကြည့်ပြီတော့အမျိုးသမီးကသူ့ထက်အသက်အတော်လေးကြီးတဲ့ဂျာမန်တရားတထေးကြီးကလေးနဲ့လက်ထပ်ခဲ့တယ်အဖိုးကြီးတွေတည်သွားတဲ့အခါကျတော့ကဘာမှာအလှတော်မိမတယောက်တည်းမကတော့ဘူးအချမ်းသာဆုံးမဟုတ်ဆုံးမတယောက်လည်းဖြစ်လာခဲ့တယ်ဗျဒီကြားထဲမှာတော့ယောက်ျားတွေတဲ့ပူကြတွေဘာတွေရှိတာပေါ့ဗျာထားပါတော့သူ့မှာရီးသားတွေအများကြီးရှိတဲ့အနက်ဒေါက်ကလက်တယောက်လည်းပါတယ်ဗျဒေါက်ကလက်ဆိုတဲ့လူကလည်းလန်ဒန်မှာဖြစ်လူချောလို့နာမည်ကြီးတဲ့လူတယောက်ကိုဗျဒေါက်ကလက်နဲ့ဖြစ်တဲ့ကိစ္စကတော့တာမန်အပြောသဘောတွေမကတော့ဘူးဗျနှစ်ယောက်စလုံးကလေးနက်လာကြတယ်ဒေါက်ကလက်ဆိုတဲ့လူကအပေါ်ယံဟီလာဝါလာနေတဲ့လူမျိုးမဟုတ်ဘူးလှုပ်ရှားရှိရင်လည်းတကယ်လှုပ်တဲ့လူခံစရာရှိရင်လည်းတကယ်ခံမဲ့လူမျိုးဒါပေမဲ့အစ္စာတူရဆိုတဲ့မိန်းမကကြပြတွေဝိထုတွေထဲမှာပါတဲ့အသေးစားပေမမျိုးဗျသူ့လိုပြည့်ပြီးမြင်းမွေသွားတာနဲ့တပြိုင်နက်ဇက်လန်းကိုဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကောင်းကောင်းသိတဲ့မိန်းမမျိုးဒါဖြစ်ရင်ခုတွင်စာရွက်ထဲမှာပါလာတာဟာဒေါက်ကလက်ရဲ့ဇက်လန်းဆိုပါတော့နေအောင်နေပြဆုံးအောင်နားထောင်ပါအောင်ခုအဲ့ဒီအမျိုးသမီးဟာကိုသားလောက်ရှိတဲ့လွန်မွန်ဆိုတဲ့မိုးမျိုးမတ်တယ်နဲ့လက်ထပ်တော့မယ်ဗျအမျိုးသမီးဟာသူ့ထက်ငယ်တဲ့ယောက်ျားကလေးတစ်ယောက်ကိုယူဖို့ဝင်မလေးပေမဲ့သူ့အသေးကိစ္စကိုဟိုးလေးတကြောဖြစ်မှာကိုတော့စိုးရိမ်တယ်ဒါကြောင့်ပြောရင်းဆိုရင်အမျိုးသမီးရဲ့အိမ်ကိုတောင်ရောက်နေပြီပြုတ်အိမ်ကြီးမှာလူကုန်တန်များနေတယ်တော့ဝတ်စအင်းရက်ွက်တွင်ရှိသည့်အိမ်ကြီးအိမ်ကောင်များအနက်တစ်လုံးဖြစ်လေစရုံနှင့်တူသည့်အခြေခံတစ်ယောက်သည်ကျွန်ုပ်တို့၏လက်ချာကပ်ပြားများကိုယူသွားပြီးနောက်မိမိတို့တခင်မှအိမ်တွင်မရှိကြောင်းဖြစ်လာရောက်ပြောဆိုလေ၏ရှားလော့ဟုံးကခိုက်ရွှင်ရွှင်ဖြစ်ဒီလိုဆိုရင်လည်းပြန်လာသည့်အထီးဆောင်တာပေါ့ကွာဤတွင်အိမ်ရှိသူငယ်သည်စိတ်တူလာဟန်ဖြစ်အိမ်မှာမရှိဘူးဆိုတာကခမားတို့အတွက်မရှိတာပြဟုပြောလေ၏ဒီလိုလားဒီလိုဆိုရင်တို့များဆောင်ကြရမလို့တော့ဘူးဆိုတဲ့သဘောပေါ့ကွယ်ဟောဒီစာကလေးကိုဒါမင်းတို့တခင်မကိုပေးလိုက်ပါရှားလော့ဟုံးသည်စာရွက်ကလေးပေါ်တွင်စာလုံး3-4လုံးကိုရေးပေးလိုက်ပြီးနောက်ခောက်ပြီးလျင်အိမ်ရှိကိုပေးလိုက်လေဘလို့ရေးလိုက်တာလဲဗျပလိတ်ကိုအပ်လိုက်ရမလားလို့ပဲရေးလိုက်တာပါဒီလိုရေးလိုက်ရင်တော့ဝန်ခွင့်ပြုလိုက်မယ်ထင်တာပဲအံ့ဩစရာကောင်းအောင်မှန်လာပြီတမိနစ်လောက်အကြာတွင်တထောင်တညပုံမြေတွေကအိတ်ခမ်းကဲ့သို့ခန်းနာလာသည့်ဧကန်တီတဲသို့ကျွန်ုပ်တို့ရောက်သွားကြလေ၏ဧကန်ကြီးမှာခြေပြင်း၍မှောင်ရည်ဖြစ်လျက်ရှိသောခန်းဆောင်ကြီးတစ်ခုဖြစ်ပြီးလျင်အချို့နေရာများတွင်ပန်းရောင်မီလုံးကလေးများကိုထွန်းကြည့်ထားသဖြင့်တမျိုးလှပလျက်ရှိလေသည်မီးရောင်မမိန်တဲ့တွင်မျိုးသမီးသည်ပို၍လှပသည်ဟုပင်ထင်ရလေ၏ကျွန်ုပ်တို့ရောက်သွားသည့်အခါတွင်အမျိုးသမီးသည်ခန်းကုန်းတစ်ခုပေါ်တွင်ထိုင်နေရမှထားလိုက်လေ၏ကြောက်ချင်းတွင်လျားသည့်ခန္ဓာကိုယ်ရှိပြီးပြောစရာမရှိအောင်ပြေးပြချောမောသူတအုပ်ဖြစ်သည်ဟုဆိုနိုင်ပါပေ၏စပိန်သွေးပါတီမျက်လုံးများကအံ့ဩဖွယ်ကောင်းလောက်အောင်လှပသလောက်ရက်ဆက်သောအတွင်ကိုဆောင်လျက်ရှိသည်ဟုကျွန်ုပ်တို့စိတ်တွင်ထင်မှတ်မိကြ၏အိမ်ထဲကိုအတင်းဝင်လာပြီးဒီလိုသာမျိုးစောစောကကပေးတာကဘာတဘောလဲရှင်ဟုစာရွက်ကိုလက်ထဲတွင်ထောင်ပြရင်းမေးလေ၏ဒါကတော့ကျွန်တော်အထူးရှင်းပြစရာလိုမှမတင်ပါဘူးခင်ဗျာဟောဒီကကျုပ်နှမကြီးဟာထက်မြက်တဲ့မိမတယောက်ဆိုပြီးကျုပ်အမြဲလေးစားပါတယ်ဒါပေမဲ့ခုတလုံးမှာတော့နည်းနည်းများအသိဉာဏ်နှုတ်နေတော့သလားလို့ပါဘယ်လိုများနှုတ်နေတာလဲရှင်လူမိုက်တွေကိုငွေပေးပြီးချင်းချောက်ခိုင်းရင်ကျုပ်ကိုကြောက်လိမ့်မယ်လို့ထင်သွားလို့ပါကျုပ်အလုပ်ကိုမလုပ်ရအောင်လာပြီးချင်းချောက်ခိုင်းလို့ရမယ်ထင်ရင်တော့ကျုပ်နှမကြီးရဲ့အသိဉာဏ်ဟာ
အခုတလုံးမှာတော်တော်လေးလုံနေသွားပြီဆိုတာကြားနေတယ်ဗျ။ဆုံးတော့ကြီးလုပ်တယ်ဆိုကြတဲ့အနေတွေချင်းချောင်းမှုတွေကိုမကြောက်တဲ့အပြင်ဒါမျိုးတွေကိုတွေ့ချင်လို့လုပ်တာပေါ့ဗျာ။တို့မို့ရင်ဒီလုပ်မျိုးကိုဘယ်အမိုက်ခံပြီးလုပ်ပါမလဲ။ခုတော့ကျုံသမားကြီးအတင်းတိုက်တွန်းတာနဲ့ကျုပ်လည်းတောက်ကလေးရဲ့ကိစ္စကိုစုံစမ်းဖို့ဖြစ်လာတော့တာပေါ့။ရှင်ပြောတာတွေကိုကျမတလုံးမှနားမလဲ။ကျမကလူမိုက်တွေကိုဘာဖြစ်လို့ပတ်စံပေးပြီးမှားရမှာလဲ။ရှားလော်ဟောင်းကစိတ်ပြည့်ဟန်ပြည့်တစ်ဖက်သို့လှည့်လိုက်လေ။ဟုတ်ပြီဗျာ။ကျုပ်ခမအသိဉာဏ်ကိုရှာတူးလန့်အဖြစ်သဘောထားလိုက်ပြီးကဲမင်္ဂလာနေ့လည်ခင်းပါ။နေစက်မအောင်ရှင်ကပဲသွားမှလဲ။သကော့တလန်ရဆုံတော့အဖွဲ့ကိုတောင်းပါဗျ။ကျွန်တော်တကားအနီးတို့မရောက်နေပင်အမျိုးသမီးဒီနောက်မှဖတ်တော့လိုက်လာပြီးနောက်ရှားလော်ဟောင်းဤလက်ကိုဆွဲထားလိုက်လေ။တခဏအတွင်းမိမပြိုသည်တမဏိအဖြစ်မှဂရိပါအဖြစ်သို့ပြောင်းလဲသွားခဲ့လေပြီ။ကဲဆုံတော့ကြီးတို့ထိုင်ကြပါအောင်ရှင်ဒီကိစ္စကိုရှင်းအောင်ပြောကြတာပေါ့။ဆုံတော့ကြီးကိုကျွန်မပုံမှန်နေပဲပြောနိုင်တယ်လို့ယူဆပါတယ်နော်။ဆုံတော့ကြီးဟာလူကြီးလူကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်လို့ကျွန်မယူဆပါတယ်။ကျွန်မတို့မိမဆိုတာကြည့်လိုက်ရုံနဲ့သိပါတယ်ဒီတော့ဆုံတော့ကြီးကိုမိတ်ဆွေတယောက်အနေနဲ့ပြောပြပါမယ်။ကျွန်တော်ကတော့မိတ်ဆွေအဖြစ်နားထောင်မယ်လို့ခတိမပေးနိုင်ဘူးထင်တယ်ခင်ဗျ။ကျွန်တော်ဟာတရားဥပဒေမဟုတ်ဘူး။သို့တော်လည်းတက်နိုင်သမျှတော့တရားမျှတမှုကိုလက်ရှာနေတဲ့လူတစ်ယောက်ပဲဗျ။ကျုပ်ခမပြောတာကိုနားထောင်မယ်။ပြီးတော့ကျုပ်ဘာလုပ်မယ်ဆိုတာကိုခမကိုပြောပြမယ်။ရှင်တို့တက်တိကောင်းတဲ့လူတစ်ယောက်ကိုတွားပြီးရှင်းချောက်လိုက်မိတဲ့ဟာကျွန်မမှားတာပဲရှင်။အဲ့ဒါတည်းမှားတာကခမဟာခမကိုငွေညှစ်မဲ့လူတွေတိုက်ကိုတွားပြီးကျုံလာကပိုပြီးမှားတယ်လို့ထင်တယ်ဗျ။မဟုတ်ပါဘူးရှင်ကျွန်မဒီတော့မှားသေးပါဘူး။ကျွန်တော်ကြီးကိုပုံမှန်လည်းပြောမယ်တော့ခတိပေးတဲ့အတိုင်းပုံမှန်လည်းပြောပြပါမယ်။ဘာနည်းနဲ့တူဝဲမှဆိုကြလို့ကလွယ်သူတို့ကိုခိုင်းတာဟာကျွန်မဆိုတာကိုဘယ်သူမှမသိပါဘူး။ပြီးတော့သူတို့နှစ်ယောက်ဆိုတာကတော့ဒါဟာပထမဆုံးအကြိမ်မဟုတ်တဲ့အပြင်အမျိုးသမီးဒီညိုတဲ့အပြစ်ပါသည့်ပြီးတည်းဟာမျိုးဖြစ်ပြောလိုက်၏အော်ဟုတ်ပြီသူတို့ကိုစမ်းတက်ကြည့်ပြီးပြီပေါ့ခိုင်းလိုက်ရင်တစ်ချက်မှမဟောင်တဲ့အမဲလိုက်ခွေးများအတိုင်းပါပဲရှင်ဒါပေမဲ့အဲ့လိုခွေးမျိုးဟာကိုကျွေးတဲ့လက်ကိုပြန်ကိုက်တတ်တယ်ဗျခုသူတို့ကိုဖောက်ထဲမှုနဲ့ဖမ်းတော့မယ်ပလိုက်ကသူတို့နောက်ကိုလိုက်နေပြီသူတို့ကြားသမျှတောင်သူတို့ခံပါပါရှင်သူတို့ကိုကျွန်မပတ်စံအတော်လောက်ပေးထားပြီးပြီပဲဒီကိစ္စထဲမှာကျွန်မနာမည်ပါပြဘာမှအကြောင်းမရှိတော့ပါဘူးအကယ်၍ကျုပ်ကဆွေးမသိမှုဆိုရင်ပေါ့လေဟုတ်ပါတယ်ရှင်ဇုံတော်ကြီးကလည်းကျမနာမည်ကိုထုတ်ပြောမှာမဟုတ်ပါဘူးဇုံတော်ကြီးဟာလူကြီးလူတော်တစ်ယောက်ပဲဟာပြီးတော့ဒီကိစ္စကလည်းအမျိုးသမီးတစ်ယောက်ရဲ့ပြောဝချက်တစ်ခုမဟုတ်လားရှင်ဒါဖြင့်ပထမအချက်အားဖြင့်ကိုးသွားတဲ့လက်ရည်မှုတွေကိုပြန်ပေးပါမင်းမပြိုသည့်ရေတံလွန်လွန်ဖြစ်ရတဲ့မီလင်းပိုစီတို့လျှောက်သွားလေမီလင်းပိုနာတို့အရောက်မိသွားသည့်တန်ကောက်ပြီးအတောင်းလိုက်ဖြစ်နေသည့်ပြားတော်တစ်ခုကိုရွှေချလိုက်လေဒီပြားတွေကိုပဲပြန်ပေးရမှာပေါ့ဟုတ်လားဇုံတော်ကြီးမင်းမပြိုလုံးနေပုံမှာမတိမင်းမဲ့ပြရတဲ့လောက်ချစ်စရာကောင်းနေသည့်အတွက်ရှားလော်ဟုံးတရရာသွေးကောင်မျိုးစုံနဲ့အဖွဲဖွဲနှွှဲလာခဲ့တဲ့ညတွေယခုတပွဲတွင်ကွဲလေသည်ဟုကျွန်ုပ်ထင်မိလေတို့ရတွင်ရှားလော်ဟုံးကအလင်းတော်တော်ရှင်မရှိပဲအေးဆေးစွာဖြင့်အေးလေဒါဖြင့်ကိုထိုင်နဲ့ကိုကံပေါ့ဒီမှာကျုံးနှမကြီးလုပ်ကုန်ကတော့တတော့ကိုမြင်ပါပေတယ်ဗျာဒါပေမဲ့ဒီတစ်ခါကတော့အမြန်တော်သွားပြီထင်တယ်ဗျမင်းမပြိုသည့်မိသွားသည့်တန်ခေါက်ကြီးကိုဆွန်ကနေနေအောင်ပြချလိုက်လေရဲ့ရှင်ဟာတော်အပြောရချက်တဲ့လူပါလားဒီလောက်တောင်ရှိလာတာကျမအဖြစ်ပြတစ်ခုလုံးကိုပြောပြရမလားကျုပ်ကပြောပြရမလားလို့စိတ်ကူးနေတာပါဒီလိုဆိုရင်လည်းကျမဘက်ကနေပြီးစဉ်းစားကြည့်ပါဇုံတော်ကြီးတစ်သက်လုံးထိန်းသိမ်းထားတဲ့ဂုံတိတ်ကာတွေညီမချက်တွေကိုတစ်ချက်တည်းနဲ့အပြည့်စည်းခံရမှမိမတယောက်အနေနဲ့လည်းပြန်စဉ်းစားကြည့်ပါအောင်ဒီလိုမိမတယောက်ကကိုယ့်ကိုယ်ကိုကာကွယ်တယ်ဆိုရင်အပြည့်မရှိဘူးလို့ထင်ပါတယ်ဒါကတော့ခမည်းကိုယ်၌ကအပြည့်ရှိနေပြီးသားကိုဟုတ်ပါတယ်ကျမမှအပြည့်ရှိတယ်ဆိုတာကျမဝန်ခံပါတယ်ထောက်ကလဟာချစ်စရာကောင်းတဲ့လူပါဒါပေမဲ့ကျမစီမံကိန်းနဲ့မကိုက်ပဲဖြစ်နေတယ်ရှင်သူကလက်ထပ်ဖို့ရှိပြောနေတယ်သူ့လိုငွေမရှိကုန်မရှိတာမန်စင်းရတာတအုပ်နဲ့ကျမဘယ်နဲ့နိုင်မလဲဆိုတော့ဒီရဲ့သူ့ကိုဘယ်လိုပြောနားမွားဘူးလက်ထပ်ရမယ်ဆိုပြီးအတင်းလုပ်နေတယ်ပြီးတော့ကျမကသူ့ကိုအဆအရာရာလိုက်လျောခဲ့တော့ဒီတစ်ခါမှလည်းသူ့ကိုလိုက်လျောရမယ်လို့လုပ်နေတယ်ဒီနောက်စီတော့ကျမတီးမခံနိုင်တော့ဘူးရှင်ဒါနဲ့နောက်ဆုံးတော့သဘောပေါက်အောင်လုပ်လိုက်ရတော့တာပဲခမည်းအိမ်ရှိတွင်လူမိုက်တွင်ငါပြီးအရိုက်ခံလိုက်ပြတယ်ဟုတ်တယ်ပေါ့ဆုံးတော့ကြီးကအားလုံးလောက်သိနေတာကိုဟုတ်ပါတယ်ရှင်ဒီတိုင်းပါပဲဗန်နီနဲ့သူ့လူတွေကသူ့ကိုခေါ်ထုတ်သွားပြီးခက်တဲ့ကြမ်းလေးလုပ်လိုက်ပါတယ်ဒါပေမဲ့ရှင်သူလူကြီးလူအောင်တယောက်ဆိုရင်ဒီလိုပဲလုပ်မလဲခုတော့ဒီအကြောင်းတွေကိုစာအုပ်ပြန်ရေးတယ်သူကတုံးငယ်ကလေးကျမကဝင်ပေါ်လေပေါ့နာမည်တွေတော့ပြောင်းရေးထားတာပေါ့လေဒါပေမဲ့လန်ဒန်တစ်မျိုးလုံးကမသိပဲနေပါရှင်ဒီတော့ကျမလောက်တာကိုဆုံးတော့ကြီးပါပြောမလဲသူ့မှာရေးပိုင်ဝင်ရှိပေတာပဲသူ့ကိုယ်ထဲမှာအီတလီသွေးတွေဘယ်လောက်ဝင်နေတယ်လဲဆိုတာမသိပါဘူးရှင်စာအုပ်ရေးပြီးကျမစီကိုကော်ပီတစ်ခုပို့လိုက်တယ်ကျမစိတ်ကိုစိတ်တဲ့အရာနှင်းသေးတဲ့သဘောပေါ့လေကော်ပီနှစ်ခုရှိရတဲ့တစ်ခုကကျမဖို့တဲ့တစ်ခုကထုတ်ဝေသူစီကိုပို့ဖို့တဲ့
ထုတ်ဝေသူအတွက်ကော်ပီဟာထုတ်ဝေသူလက်ထဲမရောက်သေးပဲသူ့လက်ထဲမှာရှိတယ်ဆိုတာခင်ဗျားပဲနှလုံးသိတယ်လေသူထုတ်ဝေသူကိုကျမသိတာပေါ့အခုဝတ္ထုကသူ့ရဲ့ပထမဆုံးဝတ္ထုမဟုတ်ဘူးရှင်နောက်တော့အဲ့ဒီထုတ်ဝေသူစီကဘာတမ်းမှမကြားရဘူးဒီတော့မှတောက်ကလရုပ်တရက်တည်သွားတယ်ဆိုတဲ့သတင်းကိုကြားရတယ်ဒီတော့ဒီကော်ပီဟာဘယ်မှာရှိရမလဲသူ့ပစ္စည်းတွေထဲမှာရှိတယ်ဒီပစ္စည်းတွေကိုသူ့အမေစီပြန်ပို့ရမှာပဲဒီတင်ကျမလူငှားပြီးဒီကော်ပီကိုအယူခိုင်းတယ်တယောက်ကိုသူ့အိမ်မှာအသေးခံအဖြစ်သွင်းတယ်ကျမရေရွသားရင်ကိုစိတ်ကူးတာပါတကယ်ပါဒါကြောင့်မို့အိမ်ကိုရောင်းရင်ပစ္စည်းတွေကဘာရောအားလုံးဝယ်မယ်လို့ဆုံးဖြတ်တာပေါ့ဈေးထိုင်တဲ့အခါကျတော့သူတောင်းသမျှဈေးကိုလည်းကျမပေးခဲ့တာပါပဲအဲ့ဒီနည်းတွေနဲ့မအောင်မြင်တော့မှကျမတခြားနည်းတွေနဲ့ကြိုးစားတာပါတောက်ကလပေါ်မှာကျမစဉ်းစားခဲ့တာကိုတော့ထားပါတော့လေအဲ့ဒီအတွက်ကျမလည်းစိတ်မကောင်းပါဘူးဒီတော့ကျမအနေနဲ့ကိုယ့်တိတ်ခါကိုကာကွယ်ဖို့အတွက်တခြားဘာလို့ဆရာရှိရောလို့လဲဆရာတော်ကပကုံးကိုတွန်းလိုက်လေဒီတိုင်းဆိုရင်ကျုပ်လည်းခါတိုင်းလိုပဲပြစ်မှုကိုလျှော်ပြရအောင်ပဲထင်ပါရဲ့ဒါထက်စကားမဆက်ပရမတန်းနဲ့ကဘာတပတ်လောက်ပြီးသွားရင်ဘယ်တော့ကုန်မလဲအမျိုးသမီးဒီရှားလောက်ဟုံးကိုတန်းတော့ကြည့်လျက်ရှိနေ၏ပေါင်9000လောက်ဆိုရင်လောက်မလားဟုတ်ကဲ့လောက်လိုက်မယ်ထင်ပါတယ်ကောင်းပါပြီဗျာဒီလိုဆိုရင်ပေါင်9000နဲ့ချက်လက်မှတ်တစ်ဆောင်ရေးပေးပါဒီချက်လက်မှတ်ကိုမစ်စစ်မေပါလီကိုပေးရမယ်အဖွားကြီးမှအတော်စိတ်ထိခိုက်နေတော့သူခင်ဗျာအပြောင်းလဲကလေးပါလေးရအောင်လုပ်ပေးဖို့ခင်ဗျားမှတာဝန်ရှိနေတယ်သို့တော်လဲရှားလောက်ဟုံးကတတိပေးသည့်အနေဖြင့်အမျိုးသမီးကိုလက်ညှိုးထောင်ပြလိုက်လျက်တတိတော့ကြက်ထားပါနော်ကောင်းကောင်းတတိပါထားပါခင်ဗျားလက်ကလေးတွေကနုနုနဲ့နဲ့လှပပလေးတွေအတွားထက်တဲ့ပစ္စည်းတွေနဲ့ကစားရင်တနေ့မှဒီလက်ကလေးတွေဓာတ်ပြတ်သွားနိုင်တယ်ဆိုတာကိုတော့သတိပေးလိုက်ပါရဲ့ပြီးပါပြီ